ကျွန်တော်ကိုထောင်ကမှာပေါ့နော်ထောလို့ဖြန့်ချီရောင်းချတဲ့ပထမဦးဆုံးအများစဉ်ဖြစ်ပါတယ်ကျွန်တော်တို့ဒါစေးတုပ်တဲ့နေရာတွေပေါ့နော်အခြားသောကျွန်တော်ကွန်ပစ္စည်းအပေါ်သားလေးတွေပေါ်မှာတင်နေတာလည်းဖြစ်ပေါ့နော်သုံးတဲ့ကျွန်တော်တို့အများစဉ်ပေါ့ကျွန်တော်တို့မော်တာဝင်းတယ်ကျွန်တော်ဒီမှာကျွန်တော်မော်တာတော့1600ပေါ့နော်တရံမော်တာနဲ့သုံးထားတော့အိမ်သုံးပြီးနေပေါ့နော်ကျွန်တော်တင်ပြကျွန်တော်အမြင့်ပေက73ပေလောက်တင်ရမယ်ဗျကျွန်တော်ဒီ height ကပေါ့နော်ကျွန်တော်ဒီဘက်မှာဘိန်းလုံးတွေကတော့ကျွန်တော်ဒီတန်ဘိန်းလုံးတွေသုံးထားတယ်ပေါ့နော်ညံဘိန်းလုံးတွေကတော့ကြိုင်မြောက်ကျွန်တော်တို့ကဒီအမြင့်ပေမှာ73ပေရအောင် limit ဖြတ်ပြီးမှာပေါ့နော်ပေါ်မှာ limit တက်ပါတယ်ပေါ့ဒါတော့ကျွန်တော်တို့ဒီဆောက်လုပ်ရေးမှာဒီခြားသောပစ္စည်းတွေပြင်နေတာဖြစ်ပေါ့နော်ဒါကျွန်တော်တို့ကတော့ဆိုင်ကယ်လေးနမူနာတင်ပြတာပေါ့ဟုတ်ကအဲ့ဒါကျွန်တော်ဒီမှာဒီမှာကျွန်တော်ဒီဘက်မှာကျွန်တော်အသက်ကယ်ပေါ့နော် save ဘက်ကိုပါတယ်ပေါ့နော်ကျွန်တော်ဒီကူကကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ရေးပေါ် switch တွေပြတ်သွားတဲ့ခါကျရင်ဆွဲဆောင်လိုက်ဒီကောင်ထစ်နေမှာပေါ့နော် save ဘက်ကိုကျွန်တော်ပါတယ်ပေါ့ save ဘက်ကဒီဘက်မှာတပူပါတယ်ကျွန်တော်ဒီမှာတပူပေါ့နော်ဒီဘက်မှာတပူပေါ့နော်ကျွန်တော် save ဘက်နှစ်ပူနဲ့ဟိုဘက်ဒီဘက်ကိုကျွန်တော်ဆိုင်းပေးထားတယ်ပေါ့ရေးပေါ်ကျွန်တော် switch တွေပြတ်သွားတဲ့ခါအန်ဒီမဖြစ်အောင်ပေါ့နော်ချာရိုက်ကျွန်တော်တို့ဒီအမြင့်ပေ73ပေမှာလူ3-4-5ယောက်ကတော့ ACC ဒါတက်စင်းပြုလို့ရတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့ကလူတက်ဖို့လုပ်လာတာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ဒါပစ္စည်းတွေအတင်ချလုပ်တဲ့နေရာမှာအလွယ်တကူ list လုပ်ဖို့အတွက်ထုတ်တာဖြစ်ပါတယ်ဒီလိုညမ်းစဉ်ပေါ့နော် plastic လုပ်တဲ့ညမ်းစဉ်ဒီကျမတို့လိုရရင်ကျွန်တော်တို့ကိုထောင်ကူမှာရရှိနိုင်ပါတယ်ကျွန်တော်ဒါကတော့အမြင့်ပေကတော့73ပေစီလုပ်လို့ရမှာပေါ့နော်အသေးလေးကိုကျွန်တော်ကိုထောင်ကူမှာချစ်ခင်ရင်းနှီးစာစက်မြင်းမြဝေအားပေးတာဖြစ်ပါတယ်ခင်ဗျာ